လက်ရှိချိန်မှာမိမိလက်ထက်ကငွေကြေးတွေကိုတန်မိုးကျဆင်းသွားမှာငွေကြေး floating ဖြစ်သွားမှာကိုကာကွယ်ခြင်းနဲ့ရေရှည်အတွက်စိတ်ချရတဲ့ယင်းနှိမ့်မြုပ်နှံမှုအနေနဲ့ပဲပြောင်းလဲထားခြင်းနဲ့ဒါပေမဲ့ဘာချက်အများကြီးလဲမသုံးရှင်မှုဆိုတဲ့လူချင်းမင်းတို့အတွက်အခုဝါပြသပေးမယ့်မြေခွက်ကဘာဖြစ်လို့လဲဆိုတော့3,900ကျော်ဝန်းကျင်နဲ့ပေ40-60ရှိတဲ့ကရန်မြေကိုပိုက်ဆိုင်နိုင်မှာမို့လို့ပါဒီနေရာကတော့တပေရွှေတိရက်ွက်ယူဇနာတစ်လန်းမှာတည်ရှိတာပါနေထိုင်မှုနဲ့အလင်းရောင်ရရှိမှုအတွက်အရန်ကောင်းတဲ့တောင်လှည့်အကွက်လေးပဲဖြစ်ပါတယ်ခရင်လက်ဝဲ SP ရမယ်တစ်သားအိမ်တစ်လုံးပါဝင်ပါတယ်ချင်းချက်တစ်ခုတော့ကြိုပြောပြစေရှင်ဒီမြေခွက်ရဲ့မြေနေထားကလက်ရှိမှာရေအနှဲငယ်ရှိတာကြောင့်လူကြီးမင်းတို့စိတ်ကြိုက်နေထိုင်မှုအတွက်မြေပြင်ကိုပြန်လည်ပြုပြင်ဖို့တော့လိုအပ်ပါမယ်ရှင်ဒါကိုကြိုတင်ပြင်ဆင်နိုင်အောင်ပုံမှန်လေးလေးမျှဝေပေးတာပါဈေးနှုန်းအရန်တင်တဲ့3,900ကျော်ဝန်းကျင်နဲ့တပင်းရွှေရီရက်ကွက်ကဂရန်မြေလေးကိုမြေပြင်ကြည့်ရှုဖို့ပိုင်ဆိုင်နိုင်မှုအဆင်သင့်ဖြစ်ပြီဆိုတော့ဝါစီကိုခုပဲဆက်သွယ်လိုက်ပါရှင်အင်ချင်မြေကောင်းဆိုတာလူတိုင်းနဲ့ထိုက်တယ်ပါတယ်